ကဘာပေါ်မှာနေပညာအရထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်နေပါလျက်နဲ့နျူကလ িয়ার လက်နက်လုံးဝမပိုင်တဲ့နိုင်ငံတစ်ခုရှိပါတယ်။အဲ့ဒီနိုင်ငံကတော့ဂျပန်နိုင်ငံပါ။ဒီနိုင်ငံမှာကြီးစံရထားတွေကစက္ကန့်မလွဲအချိန်တိကျစွာပြေးဆွဲနေတဲ့စက်ရုံတွေမှာတာမကစားတောက်ဆိုင်တွေထိစက်ရုပ်တွေဝန်ဆောင်မှုပေးနေကြတယ်။အာကာသထဲကိုကျုပ်တုတွေလွတ်တင်နိုင်ပြီးနေပညာပိုင်းမှာကမ္ဘာထိပ်ဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ဒီလောက်ထိစွမ်းရည်တွေရှိနေပါလျက်နဲ့ဂျပန်နိုင်ငံမှာနျူကလ িয়ার လက်နက်မရှိပါဘူး။ဘာကြောင့်လဲဆိုရင်အကြောင်းရင်းကတမိုင်းထဲမှာရှိပါတယ်။1945ခုနှစ်ဒုတိယကမ္ဘာစစ်အဆုံးပိုင်းမှာဟီရိုရှီးမားနဲ့နာဂါဆာကီမြို့တွေအပေါ်ကိုအနုမြူပုံတွေကျဲချခံခဲ့ရပြီးလူပေါင်း2သိန်းကျော်သေဆုံးခဲ့ရပါတယ်။အသက်ရှင်ကျန်ရစ်သူတွေတောင်ရေဒီယိုတတိကြွတန်းကြောင့်နှစ်ပေါင်းများစွာနာကျင်ခဲ့ရပါတယ်။ဒီအဖြစ်ဆိုးကြီးကဂျပန်လူမျိုးတွေအတွက်ဘယ်တော့မှမမေ့နိုင်တဲ့အမာရွတ်ဖြစ်သွားခဲ့ပြီးနျူကလ িয়ার လက်နက်ကိုစစ်လက်နက်တစ်ခုထပ်ပို့ပြီးလူသားချင်းစာနာမှုဆိုင်ရာပြဿနာကြီးတစ်ခုအဖြစ်မြင်လာကြပါတယ်။အဲ့ဒါကြောင့်1948ခုနှစ်မှာဂျပန်ကစစ်ပွဲကိုအမြဲတမ်းဆွလွတ်မယ်ဆိုတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်9ကိုချမှတ်ခဲ့ပြီးနောက်ပိုင်းမှာလည်းနျူကလ িয়ার မပိုင်မထုတ်မသွင်းဆိုတဲ့မူဝါဒကိုအခိုင်အမာထိန်းသိမ်းခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာဂျပန်ဟာနျူကလ িয়ার လက်နက်မလုပ်နိုင်လို့မလုပ်တာမဟုတ်ပါဘူး။လိုချင်ရင်လက်ပိုင်းတွင်ထုတ်လုပ်နိုင်တဲ့နည်းပညာနဲ့ပစ္စည်းတွေအပြည့်အဝရှိနေပါတယ်။ဒါပေမဲ့သူတို့ကမလုပ်ဖို့ရွေးချယ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့အတွက်အင်အားဆိုတာလက်နက်မဟုတ်ပဲတမိုင်းကတင်ပေးခဲ့တဲ့ငြိမ်းချမ်းရေးတန်ဖိုးတွေဖြစ်ပါတယ်။ဒီနေ့ကမ္ဘာမှာနိုင်ငံတနိုင်ငံရဲ့အင်အားကိုစစ်တပ်နဲ့တိုင်းတာနေချိန်မှာဂျပန်ကတော့မတူပဲလုံးဝကွဲထွက်နေပါတယ်။သူတို့ကတက်တည်ပြနေပါတယ်အင်အားကြီးဖြစ်ဖို့နျူကလ িয়ার လက်နက်မလိုအပ်ဘူးဆိုတာကိုဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်။